မင်္ဂလာပါဗျာဒါဟုတ်မင်္ဂလာပါဆရာအခုကျွန်တော်တို့ဒီ RVA စာဝေးရဝမ်စာဝေးနားတော့ဆင်တဲ့ကျွန်တော်ဓမ္မမိတ်ဆွေညီကိုများကိုဗျာဒါနေရာလေးစနေတကွာမစ်ဆက်ပေးပါအောင်ဟုတ်ကဲ့အားလုံးမင်္ဂလာပါ RVA ရဝမ် service ကိုနားတော့ဆင်နေတဲ့မိဘညီကိုအားလုံးကိုဗေဒရဲ့နာမည်လေးကိုမိတ်ဆက်ပေးချင်ပါတယ်ဗေဒကတော့ဗေဒကလမန်ကျော်ထီဦးဖြစ်ပါတယ်ဗေဒကတော့ဇာတိကတော့မုတ်ကုတ်ဇာတိဖြစ်ပါတယ်အခုကတော့ဘူတာအိုမှာတာဝန်ကြပါတယ်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီး brother ပေါ့နော်ဒီပူတာမှာရောက်လာတာဒီမှာဘေကန်ဒမှာဘယ်လို brother စကတ်နေဆိုတော့ brother တစ်ချက်လောက်ပြတ်တွေကိုပြောပြပါအောင်ဟုတ်ကဲ့ပါဗေဒကတော့ဒီပူတာအိုမှာရှိတဲ့ကက်သလစ်ဖျားเจ้าပေါ့လေစင်အန်တိုနီဖျားเจ้าမှာဗေဒเจ้าထိုင်ဘုန်းတော်ကြီးဖာရာကိုကူညီနေပါတယ်ဒီမှာရောက်လာတဲ့အခါမှာတော့ဗေဒကတော့ဒီမှာရှိတဲ့ဘော်ဒါကျောင်းသားလေးတွေကိုအင်္ဂလိပ်စာသင်ပေးပါတယ်ဒီမှာရှိတဲ့ဘော်ဒါကျောင်းသားတွေနဲ့ပြီးဆိုရင်စစ်စစ်ကျောင်းမှာရှိတဲ့စစ်စစ်ကျောင်းသူတွေပြီးဆိုအပြင်ကလူတွေကိုလည်းဗေဒနေ့တိုင်းအင်္ဂလိပ်စာသင်ပေးပါတယ်ဒါပေမဲ့လည်းခုတလုံးမှာတော့ယောဂအခြေအနေကြောင့်မလို့အပြင်လူတွေကတော့မတင်ပေးဘဲနဲ့ဘော်ဒါကျောင်းသူလေးနဲ့ဘော်ဒါကျောင်းသားလေးကိုပဲအင်္ဂလိပ်စာတစ်ရက်ကို2ချိန်သင်ပေးနေပါတယ်ပြီးတော့လည်းဗေဒကတော့နေ့စဉ်ပေါ့လေနော်ဒီဖုံအတွက်နဲ့ရောဘော်ဒါကျောင်းသားလေးအားလုံးအတွက်ရောသမင်းဟင်းပေါ့သမင်းဟင်းစီစဉ်ပေးပါတယ်တရက်3နဲ့စီစဉ်ပေးပါတယ်ပြီးဆိုရင်လည်းပတ်တိုင်းပေါ့ရွာတွေမှာတွားပြီးမှဘာသာရေးအကြောင်းတွေကိုဟောပြောဝေမျှတယ်ပြီးဆိုဘာသာရေးဇာတ်ကားလေးကိုလည်းပြတယ်ဖြားနာတယ်ဘာသာသူအိမ်တွေကိုတွားပြီးမှလည်းဆူတောင်းပေးတာလေးလည်းပြုလုပ်လျက်ရှိပါတယ်ဒါတွေမကသေးဘူးတလားတစ်ခါလဲမိခင်တွေဥပုသ်ဆောင်တဲ့အခါမှာလဲဥပုသ်မှာလဲဩဝါဒလေးလေးပေးခြင်းအပြင်လဲကူညီပေးနေပါတယ်ကျေးဇူးတင်ပါတယ်တော်တော်လေးကိုပြည့်စုံစုံလေးကြိုးစားနေတာပဲ brother အခုဒီ brother ပေါ့နော်ဒီကျွန်တော်ပူတောင်ဘုန်းတော်ကြီးတပိုင်တိုက်နေတဲ့မှာရောက်လာခြင်းအတွေ့ brother ရဲ့ခံစားချက်လေးတစ်ချက်လေးကိုလည်းပြောပြပေးပါအောင်ဘယ်ဒီပူတာအိုမှာရောက်လာတဲ့ဘယ်ခံစားချက်ကတော့တကယ်စကားအပြင်ပေါ်ပြလို့မရနိုင်အောင်ကိုတကယ်ပဲဝမ်းမြောက်ပျော်ရွှင်ကြည်နူးမိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာရှိတဲ့ကျောင်းနိုင်ဘုန်းတော်ကြီးတွေဒီလရှင်တွေဘာသာဝင်ညီကိုမောင်နှမတွေအားလုံးရဲ့ဖော်ရည်မှုကိုလည်းတကယ်ပဲခံစားရတာကြောင့်မလို့တကယ်ပဲဝမ်းသာပီတိဖြစ်မိပါတယ်။ဒီမှာရောက်လာတဲ့အတွက်လည်းဘုရားသခင်ကိုတကယ်ပဲကျေးဇူးအထူးတင်မိပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါဆိုရင်ဒီပူတာအိုမလီဆူစကားရိုးရာတလဲနဲ့ပေါ့နော်ဒီရှမ်းပြည်ကလီဆူစကားနဲ့ရိုးရာတလဲထုံးစံဘလို့ကွာချက်လက်ရှိလဲ brother ခံစားချက်လက်ပြောပြပေးပါအောင်ဟုတ်ကဲ့ရှမ်းပြည်ဘက်ကလီဆူစကားနဲ့ဒီဘက်ပူတာအိုဘက်မှာရှိတဲ့လီဆူစကားတော့တော်တော်လေးကိုကွာခြားတယ်လို့လည်းခံစားမိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘယ်တည်းကတော့ရှမ်းပြည်ဘက်ကရှိတဲ့လီဆူစကားကိုပဲအဓိကရတဲ့အချိန်ကျတော့ဒီဘက်မှာရောက်လာတဲ့အခါမှာဘယ်ပြောတဲ့စကားကိုဒီဘက်ကလူလေးနားမလဲကြပေါ့လေနော်တိတ်တော့နားမလဲကြဘူးသူတို့တခွန်းတလီလောက်တော့နားလေတယံရောင်တော့ရှိတယ်ပေါ့ဒါပေမဲ့လည်းတိတ်ပြီးမှလည်းမကွာချဘူးလို့ဘယ်ဆိုလို့ချင်တာဘယ်ဒီဘက်ကိုရောက်လာတာတိတ်မကြသေးပေမဲ့လည်းဒီဘက်မှာရှိတဲ့လီဆူစကားပြောတဲ့သူတွေပေါ့လေသူတို့ပြောပုံပြောဆိုနီးလေးတော်တော်များများကတော့ဘယ်အားလုံးနီးပါလို့ပေါ့လေနားလေသဘောပေါက်ပါတယ်ဒါကြောင့်မလို့ဘာမှထူထူတော့ကွာခြားချက်ကတော့တိတ်မတွေ့ရတော့ဘူးလို့ဒီလိုထင်ယူမိပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါဆိုရင်ဒီ brother ခုဒီလီဆူစာရဲ့လီဆူစကားပြီးတော့ကချင်စာကချင်စကားလဲလာနေတဲ့ဆိုတာသိရပါတယ်ဒီအပေါ်မှာ brother ရဲ့ခံစားချက်လေးကိုလည်းပြောပြပေးပါအောင်ဘာသာစကားကိုလေ့လာရတယ်ဆိုတာတကယ်ပဲအင်မတန်မှဂုဏ်ယူဖို့လည်းကောင်းပါတယ်ဘယ်ကိုနိုင်ဆိုရင်ကတော့ဘာသာစကားလေ့လာရတာကိုလည်းတကယ်လဲဝါဒနာထုံပါတယ်မိုးကုဘက်ကခုနပြောခဲ့တယ်လို့ပေါ့လေမိုးကုဘက်ကလီဆူစကားနဲ့ဒီဘက်ကလီဆူစကားကလည်းကွဲပြားမှုလေးလည်းရှိနေတဲ့အကြောင်းမလို့နည်းနည်းလေးကိုမတိတဲ့အကြောင်းအရာလေးတွေကိုလေ့လာရတာကိုပို့ပြီးမှလည်းဂုဏ်ယူမှုဖြစ်စေပါတယ်ပြီးဆိုကချင်စကားဆိုရင်လည်းပေါ့နော်မြကြီးနာဘက်တို့လာရှိုးဘက်တို့ပြောတဲ့ကချင်စကားနဲ့ဒီဘက်မှာပြောတဲ့ကချင်စကားကလည်းပြန်ပြီးမှကွဲလဲတာကိုပြန်တွေ့ရတယ်လीနော်ဒါကြောင့်မဒီကချင်စကားဘက်ကတော့တိတ်ပြီးမှဒီဘက်မှာပြောတဲ့ကချင်စကားကတော့တိတ်မှနားရီမဝသေးဘူးပေါ့ဘယ်တဲ့ခံစားချက်ပေါ့ဒါပေမဲ့လည်းတဖြည်းဖြည်းနဲ့လေ့လာသင်ယူမယ်ဆိုရင်ကတော့တကယ်နားရီလဲဝလာမယ်လို့ပဲယုံကြည်ပါတယ်ဒါကြောင့်မလို့လည်းဒီဘာသာစကားကိုလေ့လာတယ်ဆိုတာလေတကယ်ဂုဏ်ယူပါတယ်ဒီမှာရှိတဲ့ RVA ပရိသတ်တွေရောပဲ
ဘယ်တော့မဆိုကိုယ့်ရဲ့မိခင်ဘာသာစကားကိုအမြဲတမ်းလေ့လာသင်ယူပါလို့လည်းဘယ်တဲ့အနေနဲ့ခွန်အားပေးတိုက်တွန်းချင်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါဆိုဒါနောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဒီRVA ရဝမ်ဆာဝစ်ကိုအားပေးကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေညီကိုများကိုအားပေးတခုတော့ပြောပေးပါအောင် RVA ရဝမ်ဆာဝစ်ကိုနားတော်တာဆင်နေကြတဲ့မိဘညီကိုမောင်နှမအပေါင်းတို့ဒီရဲ့ RVA service ကတကယ်လဲအင်မတန်မှကောင်းပါတယ်မိဘပြည်သူတွေအမြဲတမ်းလိုက်လေးလှုပ်ထားပေးကြပါပြီးပြီဆိုရင်လဲကိုအချိန်လေးမရှိခဲ့သည့်တိုင်အောင်တော့မှ safe ထားပြီးမှကိုအချိန်ရှိတဲ့အချိန်တော့တွင်နာလေးမှာတည်တည်ချာချာလေးနားထောင်ပြီးမှခွန်အားယူကြပါလို့လဲအားပေးစကားပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တော်တော်များများတိုင်းသားတွေကတခြားတော့ဘာသာစကားအဖြစ်ဟောပြောတွင်နေတာလေးလိုက်လွင့်တာလေးကိုကြတော့နားထောင်နိုင်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဘာသာစကားနဲ့ဟောပြောတွင်တင်တဲ့ service လေးရှိနေတဲ့အခါမှာတော့တိတ်ပြီးမှလိုက်လှုပ်ထားတာလေးတိတ်မရှိဘူးအမတ်မထင်ပေါ်လာတဲ့အခါမှာပဲကြီးလိုက်တာမျိုးနဲ့တော်တော်များများဖြစ်တတ်ကြပါတယ်ဒါကြောင့်မလို့အဲ့လိုမဖြစ်ဘဲနဲ့ပေါ့လေကိုယ့်ရဲ့မိခင်စကားကိုယ့်ရဲ့ဘာသာစကားရဝမ်ဆိုလဲရဝမ်ပါလေလီဆူဆိုလဲလီဆူစကားကိုကောင်းကောင်းမွန်မွန်ပိုင်နိုင်နိုင်ရအောင်ကျွန်တော်တို့တွေလိလာတင်ယူတင်ပါတယ်အခုဆိုရင်ကတော့ကိုဗစ်ကပ်ရောဂါကြောင့်မလို့တော်တော်များများဆိုရင်လဲတင်ယူမှုအပိုင်းမှာလေးရလဲနောက်နေကုန်တယ်ဖះเจ้าလေးဆိုလဲတိတ်သွားလို့မရတော့ဘူးဒါမျိုးအချိန်မှာဒီရဝမ် service ကနေလဲနေ့စဉ်နေ့တိုင်းသတင်းလေးတင်ဆက်ပေးနေတယ်ဘဝတုဒ္ဒလေးဝေမျှပေးနေတယ်ဆိုတာဒါအင်မတန်မှကောင်းပါတယ်ဒါကြောင့်မလို့RVA ရဝမ် service ကိုနားတော်တာဆင်နေတဲ့မိဘညီကိုမောင်နှမအပေါင်းလေဒီ RVA service ရဝမ် page ကိုအမြဲတမ်းလိုက်လှုပ်ထားပေးပါပြီးပြီဆိုရင်လည်းအမြဲတမ်းပဲနားတော်တာဆင်ပြီးတော့ခွန်အားယူကြပါလို့ပြတဲ့အနေနဲ့အားပေးချင်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ယခုလိုကျွန်တော်တို့ RVA ရဝမ်ဆာဝေကနဲ့brother ကိုအင်တာဗျူးမေးမြန်းဖို့အချိန်ကလာတဲ့အချိန်မှာ brother ကလည်းဒီလိုအချိန်ပေးပြီးမှဖြေကြားပေးတဲ့အတွက်ကျွန်တော်တို့ RVA white dot သားများအားလုံးကျေးဇူးတင်ပါတယ်လို့ brother ကိုကျေးဇူးတင်စကားပြောချင်ပါတယ်ဘယ်တဲ့အနေနဲ့လဲဘယ်တဲ့ခုလိုမျိုး RVA ရဝမ် service ကနေအင်တာဗျူးတဲ့အတွက်လဲဝမ်းသာကိုယူမိပါတယ် RVA ရဝမ် service မှာလှုပ်ဆောင်နေတဲ့ညီကိုမောင်မတွေအားလုံးလည်းဒီထက်မကပို့ပြီးမှဖရားရဲ့အလုပ်ကိုပို့ပြီးမှလုပ်နိုင်ပါစေပြီးဆို RVA ရဝမ် service ကိုနားတော်ရဆင်နေကြတဲ့မိဘညီကိုမောင်မအပေါင်းလည်းဖရားရှင်ကနေကောင်းကြီးမင်္ဂလာအဖျက်ဖျားအစဉ်အမြဲခံစားရရှိပြီးဘေးအန္တရာယ်တွေကင်းရှင်းပြီးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေလို့ပဲတဲ့အနေနဲ့ဆန္ဒပြုနှုတ်ခွန်းဆက်တာပါတယ်ကျေးဇူးတင်ပါတယ်